သူ့ကိုအရန်ချစ်တဲ့အိမ်ကနေတော့နှင်ထုတ်ခံလိုက်ရတဲ့ခွေးတစ်ကောင်ဟာလောကကြီးကသူ့အပေါ်တဖြည်းဖြည်းရက်ဆက်လာတဲ့အချိန်မှာတဖြည်းဖြည်းနဲ့သူ့ရဲ့နူးညံ့တန်ရှင်းတဲ့စိတ်တဘာဝကိုတောင်ဆုံးရှုံလာခဲ့တယ်။ဒါပေမဲ့သူတယောက်တည်းမကြံခဲ့ဘူး။နောက်ပိုင်းမှာသူလိုပဲဆုံးဖြတ်ခံထားရတဲ့ခွေးတွေကိုတွေ့လာခဲ့ပြီးသူတို့အားလုံးပေါင်းစည်းသွားကြတယ်။အခုတော့သူတို့ဟာအားနည်းတဲ့ခွေးတွေမဟုတ်တော့ဘူး။အင်အားကြီးလာတယ်။ညီညွတ်လာတယ်။သူတို့ကိုပြစ်ပယ်ထားခဲ့တဲ့ဒီလောကကြီးကိုပြန်လည်တုံ့ပြန်ဖို့အသင့်ဖြစ်လာကြတယ်။ဒီနေ့တော့ White Card ဆိုတဲ့ဇာတ်ကားရဲ့ဇာတ်လမ်းကိုစလိုက်ကြရအောင်။တလန်းအစမှာလီလီဆိုတဲ့ကောင်မလေးတစ်ယောက်ရှိတယ်။သူမကဟေဂန်ဆိုတဲ့သူ့ခွေးကိုအသက်ထက်ပိုချစ်တယ်။လီလီအတွက်ဟေဂန်ဟာခွေးတစ်ကောင်မဟုတ်ဘူး။အကောင်းဆုံးတငယ်ချင်းတစ်ယောက်ပဲ။သူမဟာဟေဂန်နဲ့တနေ့လုံးကစားတယ်။စကားပြောတယ်။အချိန်တိုင်းကိုပျော်ရွှင်စွာဖြတ်သန်းတယ်။ဒါပေမဲ့တနေ့မှာအရာအလုံးပြောင်းလဲသွားခဲ့တယ်။လီလီရဲ့မိခင်ကအလုပ်ကြောင့်3လလောက်ခရီးထွက်ရတော့မယ်။ဒါကြောင့်လီလီဟာသူ့အဖေဒန်နီယယ်နဲ့သွားနေရတော့တယ်။ဒန်နီယယ်ကတော့အရန်တင်းကျပ်ပြီးအေးဆက်တဲ့လူတစ်ယောက်။သူက Slaughterhouse မှာအလုပ်လုပ်ပြီးနေ့တိုင်းအသားတွေစစ်ဆေးနေရတဲ့သူအရေးကြီးဆုံးကတော့သူခွေးတွေကိုမကြိုက်ဘူးအလုပ်ပြီးချင်းဒန်နီယယ်ကလီလီကိုသွားခေါ်တယ်ဒါပေမဲ့ဟေဂန်ကိုမြင်တဲ့အချိန်မှာပဲသူ့မျက်နှာမှာမပျော်တဲ့အရိပ်တွေပေါ်လာတယ်သူကခွေးကိုလုံးဝမထိန်ချင်ဘူးလို့ပြောတယ်ဒါပေမဲ့တခြားရွေးချယ်စရာမရှိတဲ့အတွက်မဖြစ်မနေလက်ခံလိုက်ရတယ်လီလီရဲ့အမေထွက်သွားပြီးနောက်လီလီကသူ့ဖေနဲ့နီးကပ်ဖို့စူးစမ်းပေမဲ့ဒန်နီယယ်ကတော့အေးဆက်နေသေးပဲသူဟာအရာအလုံးကိုထိန်းချုပ်ချင်တဲ့လူမျိုးလီလီပီကေဝါနေတာတောင်အတင်းထုတ်ပစ်ခိုင်းတယ်အိမ်ရောက်တဲ့အခါမှာလဲဒန်နီယယ်ကဟေဂန်ကိုအရန်ဆိုးဆိုးရွားရွားဆက်ဆံတယ်လီလီကဟေဂန်ကိုကောင်းကောင်းကြွေးချင်ပေမဲ့ခွင့်မပြုဘူးလီလီကကာကွယ်ဖို့စူးစမ်းတိုင်းသူမကိုအပြစ်ပေးတယ်ညဘက်ရောက်တော့ဒန်နီယယ်ကလီလီအတွက်အိပ်ယာပြင်ပေးပြီးဘယ်မှာအိတ်ချင်လဲလို့မေးတယ်လီလီကတော့ရိုးရိုးလေးပဲဖြေတယ်အိပ်ယာမလိုဘူးဟေဂန်နားမှာပဲနေချင်တယ်ဒါပေမဲ့ဒန်နီယယ်ကချက်ချင်းမြင်လိုက်တယ်ဒီလိုခွေးမျိုးကအိပ်ယာပေါ်မတက်ရဘူးလို့ပြောပြီးဟေဂန်ကိုလေဘင်းကျိုးကနေဆွဲခေါ်သွားကရေချိုးကန်နဲ့ပိတ်ထားလိုက်တယ်ဟေဂန်ကအဲ့လိုတယောက်တည်းပိတ်ခံရတာမကျင်သားရသေးဘူးတညလုံးငိုတန်ပေးနေတယ်လီလီကမနေနိုင်တော့ဘူးသူမတိတ်တိတ်လေးရေချိုးကန်နဲ့သွားဖို့စူးစမ်းပေမဲ့ဒန်နီယယ်ကတားတယ်ဒါပေမဲ့ဒီတစ်ခါတော့လီလီနားမထောင်တော့ဘူးသူမဟေဂန်နားသွားပြီးခရာကိုညင်သာစွာမှုတ်လိုက်တယ်အဲ့ဒီတန်စင်လေးကဟေဂန်ကိုတဖြည်းဖြည်းငြိမ်သက်သွားစေခဲ့တယ်နောက်တနေ့မနက်မှာတော့အခြေအနေကပိုဆိုးလာတယ်အိမ်တကားကောင်းကောင်းမြည်လာပြီးဒန်နီယယ်သွားဖွင့်တဲ့အခါတကားရှိမှာတရိတ်ဆန်ထိန်သိမ်းရေးစစ်ဆေးရေးအရာရှိတယောက်ရက်နေတယ်သူကမှတ်ပုံတင်မလုပ်ထားတဲ့ခွေးရှိတယ်လို့တိုင်ကြားထားပါတယ်လို့ပြောတယ်ဒန်နီယယ်ကချက်ချင်းလိန်လိုက်တယ်ဒီအိမ်မှာခွေးမရှိဘူးဒါပေမဲ့အဲ့ဒီအချိန်မှာပဲလီလီကရေချိုးကန်တကားကိုဖွင့်လိုက်ပြီးဟေဂန်ကတကားစီပြေးထွက်လာတဲ့စစ်ဆေးရေးအရာရှိကဟေဂန်ကိုမြင်တာနဲ့ဒီခွေးကလူကိုကိုက်ဖူးတယ်လို့ဆွဆွဲပြီးဒန်ကြီးတောင်းတယ်ဒန်နီယယ်ကမပေးချင်ဘူးခွေးကမိမဟောင်းရဲ့ခွေးပဲငွေတောင်းစာကိုသူ့စီပို့လိုက်လို့ပြောတယ်ဒါပေမဲ့စစ်ဆေးရေးအရာရှိကဒန်ကြီးမပေးရင်ခွေးထိန်စခန်းကိုခေါ်သွားမယ်လို့ချင်းချောက်တယ်ဒန်နီယယ်ဒေါသထွက်သွားပြီးငါဘာသာဖြည့်ရှင်းမယ်လို့ပြောကတကားကိုအရှိန်နဲ့ပိတ်လိုက်ပါတယ်လီလီကအားလုံးကိုကြားလိုက်ရပြီးဟေဂန်အတွက်အရန်ကြောက်သွားတယ်ဒါကြောင့်သူမဆုံးဖြတ်ချက်တစ်ခုချလိုက်တယ်သူမဟေဂန်ကိုခေါ်ပြီးအိမ်ကနေထွက်ပြေးသွားတယ်လီလီဟာဟေဂန်ကိုခေါ်ပြီးလူတွေနဲ့ဝေးတဲ့တောင်ကုန်းလေးတစ်ခုစီသွားတယ်အဲ့ဒီနေရာမှာသူတို့နှစ်ယောက်အတူထိုင်ပြီးမြင်ကွင်းကိုငေးနေကြတယ်ခဏလေးအတွက်တော့အရာအားလုံးပြန်ပြီးငြိမ်သက်သွားသလိုပဲဒါပေမဲ့လီလီကဂီတတင်တန်းသွားရမှာဖြစ်တဲ့အတွက်ဟေဂန်ကိုပါခေါ်သွားပြီးဘီရိုထဲမှာရှိဝက်ဖွက်ထားလိုက်တယ်ခဏကြာမှဆရာဝင်လာပြီးတီးဝိုင်းကိုစတင်တဲ့တီးဝိုင်းတန်တွေကျဲလောင်နေတာကြောင့်ဟေဂန်ရဲ့အတန်သေးသေးလေးတွေကိုဖုံးကွယ်ထားနိုင်တယ်အစပိုင်းမှာတော့အားလုံးအဆင်ပြေနေတယ်လို့ပဲဒါပေမဲ့တချင်းပြီးကန်ဒီမှာဟေဂန်ကဆရာရဲ့လက်လှုပ်ရှားနေတာကိုစိတ်ဝင်စားသွားပြီးဘီရိုထဲကနေဖြည်းဖြည်းချင်းထွက်လာတယ်ဆရာမြင်သွားတဲ့အချိန်မှာတော့တီးဝိုင်းကိုချက်ချင်းရက်လိုက်ပြီးဒီခွေးဘသူခွေးလဲလို့မေးတယ်လီလီကချက်ချင်းထားပြီးဟေဂန်ကိုခေါ်ထုတ်ဖို့ကြိုးစားတယ်ဒါပေမဲ့ဆရာကတတိပေးတယ်အခုထွက်သွားရင်နောက်တစ်ခါပြန်မလာနဲ့တော့ဒါပေမဲ့လီလီကဂယုမဆိုင်ဘူးသူမကဂီတထက်ဟေဂန်ကိုရွေးချယ်လိုက်တယ်အဲ့ဒီနေ့ကစပြီးလီလီဟာကျောင်းကနေထုတ်ပယ်ခံလိုက်ရတယ်အိမ်ပြန်တဲ့လမ်းမှာလီလီစပိန်တွန်းလာနေတော့ဒန်နီယယ်ရုတ်တရက်ရောက်လာတဲ့သူ့မျက်နှာမှာဒေါသနဲ့စိုးရိမ်မှုနှစ်ခုလုံးပေါ်နေတယ်မင်းကိုငါတစ်နေ့လုံးလိုက်ရှာနေတာရဲတောင်ခေါ်တော့မလို့ဆိုတယ်ကားပေါ်ရောက်တဲ့အခါဒန်နီယယ်ကဘာလို့ခွေးကိုတင်တန်းနဲ့ခေါ်သွားတာလဲလို့မေးတယ်လီလီကတော့ဟေဂန်ကိုခွေးထိန်စခန်းပုံမှာကြောက်လို့ဖြေတယ်ဒါပေမဲ့ဒန်နီယယ်ကဆုံးဖြတ်ပြီးသားငါဒီခွေးအတွက်ပတ်စံမကုန်နိုင်ဘူးအိမ်မှာလည်းမထားချင်တော့ဘူးလို့ပြောတယ်သူကအပြစ်အားလုံးကိုဟေဂန်ပေါ်ပုံချတယ်လီလီကမျက်ရည်တွေနဲ့မပို့ဖို့တောင်းပန်ပေမဲ့ဒန်နီယယ်ကရုတ်တရက်ကားကိုရက်လိုက်တယ်ပြီးတော့ကားတကားဖွင့်ပြီးဟေဂန်ကိုလမ်းမအလယ်မှာပြစ်ချထားခဲ့တယ်လီလီအရန်ထိတ်လန့်သွားတယ်သူမတားဖို့စူးစမ်းပေမဲ့ဒန်နီယယ်ကပြန်ဆွဲထားပြီးကားကိုအရှိန်နဲ့မောင်းထွက်သွားတယ်ဟေဂန်ကတော့လမ်းမပေါ်မှာတယောက်တည်းကြံခဲ့တယ်သူနားမလည်နိုင်ဘူးဘာလို့သူ့ကိုပြစ်ထားခဲ့တာလဲဆိုတာသူကားနောက်ကိုအပြေးလိုက်တယ်
ဒါပေမဲ့မမိနိုင်ခဲ့ဘူးအဲ့ဒီအချိန်ကလီလီရဲ့နှလုံးသားကိုအပြည့်အဝချိုးဖျက်လိုက်တဲ့အချိန်ပဲအဲ့ဒီညမှာလီလီကသူ့အဖေအိတ်သွားတာကိုစောင့်ပြီးဟေဂန်ကိုတွားရှာဖို့အပြင်ထွက်ဖို့ကြိုးစားတယ်ဒါပေမဲ့ရေခဲတက်တာတွေကအစားအစာယူနေတော့ဒန်နီယယ်ဖမ်းမိသွားတယ်သူမရဲ့အစီအစဉ်ပြတ်သွားခဲ့တယ်အခုတော့ဟေဂန်ဟာတကယ်ကိုတယောက်တည်းဖြစ်သွားခဲ့ပြီးဟေဂန်ဟာမြို့လမ်းတွေထဲတဖြည်းဖြည်းလျှောက်သွားတယ်ကားတန်တွေလူတန်တွေမြို့ကြီးရဲ့ရိုင်းဆိုင်တဲ့အတန်တွေကြားမှာသူအရန်ပိုက်စားလာတယ်အဲ့ဒါနဲ့အသားဆိုင်တစ်ခုနားကိုသွားပြီးအစားအစာရမလားလို့မျှော်လင့်နေအဲ့ဒီမှာသူအဖြူရောင်ခွေးမလေးတစ်ကောင်ကိုတွေးလိုက်ရတယ်ဟေဂန်ကစိတ်ဝင်စားပြီးသူမနောက်လိုက်သွားတဲ့အခါနောက်ဖက်မှာလမ်းဘေးခွေးအများကြီးစုနေတာကိုတွေးလိုက်ရတယ်ဒါပေမဲ့ဟေဂန်ကိုမြင်တာနဲ့ခွေးတွေအကုန်ဝိုင်းဟောင်ကြတယ်အတန်ကြားတဲ့အသားဆိုင်ရှင်ကအပြင်ထွက်လာပြီးခွေးတွေကိုအကြမ်းဖက်မောင်းထုတ်တဲ့ဟေဂန်ကဒီလိုအခြေအနေမျိုးကိုနားမလည်သေးဘူးသူမလုပ်ပဲရက်နေတော့ဖမ်းပြီးတော့မလို့ဖြစ်သွားတယ်ကြောက်သွားတဲ့ဟေဂန်ကဆိုင်ထဲကိုဝင်ပြေးပြီးအထဲမှာပိတ်မိသွားတယ်အဲ့ဒီအချိန်မှာပဲအဖြူရောင်ခွေးလေးပြန်ရောက်လာပြီးအသားဆိုင်ရှင်ကိုအာယုံလွှပေးတယ်ဒီခွင့်ရေးကိုအသုံးချပြီးဟေဂန်လွတ်မြောက်သွားတယ်သူတို့နှစ်ကောင်လမ်းတွေပေါ်မှာအရှိန်နဲ့ပြေးကြတယ်ခဏအကြာမှာသူတို့ဟာလမ်းဘေးခွေးအများကြီးစုနေတဲ့စွန့်ပစ်ထားတဲ့နေရာတစ်ခုကိုရောက်လာတယ်ဟေဂန်ကအဝေးကနေတတိထားပြီးကြည့်နေတဲ့ခဏတာတော့အေးချမ်းနေတယ်လို့ပဲဒါပေမဲ့မနေ့ရောက်တဲ့အခါတရိတ်ဆန်ထင်းထင်းရေးအလုပ်သမားတွေရောက်လာတယ်သူတို့ကခွေးတွေကိုလိုက်ဖမ်းတယ်ကျိုးနဲ့ချီတယ်လောင်အိမ်ထဲထည့်တယ်နေရာတစ်ခုလုံးပယမ်းပါတာဖြစ်သွားတယ်ခွေးအများစုဖမ်းခံလိုက်ရတယ်ပြီးတော့အလုပ်သမား2ယောက်ကဟေဂန်နဲ့ဖြူရောင်ခွေးကိုတွေ့သွားတယ်သူတို့နှစ်ကောင်ကိုဆက်လိုက်ဖမ်းတော့တယ်ဟေဂန်နဲ့ဖြူရောင်ခွေးလေးဟာအသက်လူပြေးကြတယ်အမိတ်ပုံတွေကြားတယ်ဝင်မုန်းပေမဲ့အလုပ်သမားတွေကပြန်တွေ့သွားတယ်လူတချို့ပါဝိုင်းကူပြီးဟေဂန်ကိုဆက်တိုက်လိုက်ဖမ်းနေကြတယ်နောက်ဆုံးမှာတော့ဟေဂန်ဟာထွက်ပြေးဖို့နေရာမရှိတော့တဲ့လမ်းဆုံးတစ်ခုကိုရောက်သွားတယ်သူရက်လိုက်တယ်အလုပ်သမားတွေဖြည်းဖြည်းချင်းနီးလာကြတဲ့အချိန်မှာတယောက်ကအရာတစ်ခုကိုသတိထားမိတယ်ဟေဂန်မှာလေပင်ကျိုးရှိနေတယ်ပြီးတော့ရန်လိုတဲ့ပုံစံလည်းမရှိသေးဘူးသူ့ပုံစံကကြောက်နေတဲ့အိမ်မွေးခွေးတစ်ကောင်လိုပဲဒါကြောင့်အလုပ်သမားကဖြည်းဖြည်းချင်းနီးလာပြီးဟေဂန်ကိုထိဖို့စူးစမ်းတယ်ခဏလေးအတွက်တော့အရာအလုံးအဆင်ပြေသွားမလို့ဖြစ်သွားတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲအဖြူရောင်ခွေးလေးရုတ်တရက်ပေါ်လာပြီးအကျယ်ကြီးဟောင်လိုက်တဲ့အလုပ်သမားတွေအာယုံပြတ်သွားတဲ့အချိန်လေးမှာဟေဂန်ထပ်ပြီးလွတ်မြောက်သွားတယ်ဟေဂန်ဟာမြို့လမ်းတွေထဲမှာဆက်ပြေးနေတယ်သူပင်ပန်းနေပြီးကြောက်နေပြီးအရန်လေးစာလောင်နေပြီးအဲ့ဒီအချိန်မှာအိမ်မက်လူတယောက်ကဟေဂန်ကိုတွေ့သွားတယ်သူကတနာပြီးဟေဂန်ကိုဆောင်းအောက်မှာဖွက်ပေးလိုက်တယ်ဒါကြောင့်တရိတ်ဆန်ထင်းထင်းရေးအလုပ်သမားတွေဟေဂန်ကိုမတွေ့တော့ဘူးအချိန်တော်ကြာပြီးနောက်ဟေဂန်ပထမဆုံးအကြိမ်လုံခြုံတယ်လို့ခံစားရတယ်ဒါပေမဲ့အဲ့ဒီလုံခြုံမှုကကြာမခံခဲ့ဘူးအလုပ်သမားတွေထွက်သွားတာနဲ့အိမ်မက်လူကဟေဂန်ရဲ့လေပင်မှာကြိုးချီလိုက်ပြီးနေရာတစ်ခုကိုခေါ်သွားပါတော့တယ်တစ်ဖက်မှာတော့ဒန်နီယယ်ကလီလီကိုဂီတတင်တန်းပြန်ခေါ်သွားတယ်သူမကိုတောင်းပန်ခိုင်းနေပြီးတော့လိန်ပြောခိုင်းတယ်လီလီကကျမဟေဂန်ကိုမလိုချင်တော့ပါဘူးပြီးတော့သူကအဖေကိုကြိုက်ခဲ့ပါတယ်လို့ပြောရတယ်ဆရာကအံ့ဩသွားပြီးခွေးကဘာဖြစ်သွားလဲလို့မေးတယ်လီလီကအတန်တိုးတိုးနဲ့ဟေဂန်ထွက်ပြေးသွားတယ်နောက်တစ်ခါပြန်တွေ့ရတော့မှမဟုတ်ဘူးလို့ဖြေတယ်ဆရာကတောင်းပန်မှုကိုလက်ခံပြီးလီလီကိုနောက်ထပ်ခွင့်ရေးပေးလိုက်တယ်ဒါပေမဲ့လီလီစိတ်ထဲမှာတော့လုံးဝမအေးချမ်းနိုင်ဘူးတင်တန်းထဲမှာသူမအာယုံဆိုင်လို့မရတော့ဘူးသူမစိတ်ထဲမှာဟေဂန်ပဲရှိနေတယ်ဒါကြောင့်လီလီဟာဟေဂန်ကိုရှာဖို့ဆုံးဖြတ်လိုက်တယ်သူမမျိုးနံမှာပျောက်ဆုံးနေတဲ့ခွေးကျင်ညာစာရွက်တွေလိုက်ကတ်တယ်မိုးရွာနေတဲ့လမ်းတွေထဲမှာတောင်တရွက်ပြီးတရွက်လိုက်ကတ်နေတဲ့တနေ့လုံးရှာဖွေပြီးနောက်လီလီဟာသူ့အတန်းဖော်တွေရှိတဲ့ပါတီတစ်ခုကိုရောက်လာတယ်အဝင်ဝမှာခရစ်စီဆိုတဲ့ကောင်မလေးကလီလီကိုလောင်ပြောင်နေနင်းခွေးရှာတွေ့ပြီလားလို့မေးပြီးရဲတယ်အဲ့ဒီအချိန်မှာပီတာဆိုတဲ့ကောင်လေးတစ်ယောက်ဝင်လာပြီးခရစ်စီကိုတားလိုက်တယ်ပီတာကလီလီနဲ့နူးနူးညံ့ညံ့စကားပြောတယ်သူတကယ်စိတ်ပူပေးနေခဲ့တာပြီးတော့နောက်တစ်ခါကျင်ညာစာရွက်လိုက်ကတ်ရင်ငါကူပေးမယ်လို့တောင်ပြောတယ်ဒီအချိန်လေးကလီလီကိုနည်းနည်းပြန်ပြောလာစေခဲ့တယ်ပြီးတော့သူမပီတာကိုတဖြည်းဖြည်းသဘောကျလာတယ်ဒါပေမဲ့လီလီကဟေဂန်ကိုရှာနေတဲ့အချိန်မှာဟေဂန်ကတော့ပိုပြီးကြောက်စရာကောင်းတဲ့အရာတွေကိုကြုံနေရတယ်အင်ချေမဲ့လူကဟေဂန်ကိုစားတောက်ဆိုင်တစ်ခုစီခေါ်သွားပြီးရောင်းဖို့စူးစမ်းတဲ့သူကဒီခွေးကအားကြီးတယ်တခြားခွေးတွေကိုတိုက်နိုင်တယ်လို့ပြောပြီးဈေးကြီးတောင်းတယ်ဒါပေမဲ့စားတောက်ဆိုင်ပိုင်ရှင်ကတာမန်ခွေးပဲလို့ပြောပြီးဈေးလျှော့ပေးတယ်နောက်ဆုံးမှာတော့အယောင်းဝယ်ဖြစ်သွားတယ်ဟေဂန်ကိုနောက်ခန်းထဲမှာတော့ခတ်ထားလိုက်တယ်ရက်အနှဲငယ်ကြပြီးနောက်အိုင်မန်ဆိုတဲ့လူတစ်ယောက်ရောက်လာတယ်သူဟေဂန်ကိုမြင်တာနဲ့အရန်စိတ်ဝင်စားသွားတယ်ဒီတခါတော့ဈေးပုံမြင့်နေအိုင်မန်ကဟေဂန်ကိုဝယ်သွားတယ်ဒါပေမဲ့ဒီကနေစပြီးအရာအလုံးအမှောင်ကျသွားတော့တယ်အိုင်မန်ကဟေဂန်ကိုစေးတလုံးတိုက်လိုက်တယ်ခဏအတွင်းဟေဂန်မူးဝေပြီးအိပ်ပျော်သွားတယ်ပြီးတော့သူ့ကိုတရားမဝင်ခွေးတိုက်ပွဲလုပ်တဲ့ရှစ်ဝက်နေရာတစ်ခုစီခေါ်သွားတယ်အဲ့ဒီမှာအိုင်ဘန်ကဟေဂန်ကိုတိုက်ခိုက်ရေးခွေးအဖြစ်ပြောင်းလဲဖို့စတင်လေ့ကျင့်တော့တဲ့သူကိုအာတိုးစေးတွေတိုက်တဲ့တန်တုံးနဲ့ရိုက်တဲ့ထက်ခါနာကျင်အောင်လုပ်တဲ့ဟေဂန်ကိုဒေါသကြီးပြီးကြမ်းတမ်းတဲ့ခွေးဖြစ်လာအောင်တဖြည်းဖြည်းပြောင်းလဲနေခဲ့တယ်ဒါတော့မလုံလောက်သေးဘူးအိုင်ဘန်ကဟေဂန်ကိုစစ်ထိုးအပ်နဲ့ထိုးလိုက်တယ်ဟေဂန်မူးဝေသွားပြီးဖြည်းဖြည်းချင်းသတိလစ်သွားတယ်သတိမရှိတဲ့အချိန်မှာအိုင်ဘန်ကဟေဂန်ရဲ့သွားတွေကိုခြုံပေးလိုက်တယ်အခုတော့တချိန်ကစ်စရာကောင်းပြီးနူးညံ့တဲ့ဟေဂန်ဟာဒေါသတွေပြည့်နေတဲ့အနေရရှိတဲ့ခွေးတစ်ကောင်အဖြစ်ပြောင်းလဲနေပါပြီအဆိုးဆုံးကတော့လီလီကသူ့အကောင်းဆုံးတငယ်ချင်းပါတွေကြုံနေရလဲဆိုတာလုံးဝမသိသေးပါဘူးတစ်ဖက်မှာတော့လီလီဟာဂီတတင်တန်းထဲမှာထိုင်နေတယ်ဆရာကကျောင်းသားတွေကိုဒီတချင်းကဘာကိုဖော်ပြတာလဲလို့မေးတယ်လီလီလှည့်ရောက်တဲ့အခါ
သူမအရန်ရိုးသားတဲ့စကားတစ်ခုပြောလိုက်တယ်ဂီတဆိုတာအချစ်ကိုဖော်ပြတဲ့အရာပါဒါပေမဲ့ဆရာကတော့နားလည်မှာမဟုတ်ဘူးဘာလို့လဲဆိုတော့ဆရာမှာနှလုံးသားမရှိလို့ဒီစကားကြောင့်ဆရာအရန်ဒေါသထွက်သွားတယ်အပြစ်ပေးတဲ့အနေနဲ့တခြားကျောင်းသားတွေကိုအိမ်ပြန်ခိုင်းပြီးလီလီကိုတော့တယောက်တည်းထားကာနာရီပေါင်းများစွာလေ့ကျင့်ခိုင်းပါတယ်အဲ့ဒီနောက်လီလီဟာဟေဂန်ကိုရှာဖို့ခွေးထင်းစခန်းကိုသွားတယ်သူမအလုပ်သမားတယောက်နဲ့စကားပြောပြီးဟေဂန်ကျောင်းမေးတဲ့အလုပ်သမားကပျောက်နေတာဘယ်လောက်ကြာပြီလဲလို့မေးတယ်လီလီကရက်သက်တစ်ပတ်တော်တော်ကြာပြီလို့ဖြေတဲ့အခါအလုပ်သမားကအေးဆက်စွာနဲ့အဲ့ဒီခွေးအသက်ရှင်နေဖို့မဖြစ်နိုင်တော့ဘူးဆက်မရှာတော့နဲ့လို့ပြောတယ်ဒီစကားကလီလီရဲ့နှလုံးသားကိုချိုးဖျက်လိုက်တယ်လို့ပဲသူမဒေါသထွက်ပြီးရှင်တို့ကခွေးတွေကိုတက်ပစ်နေကြတာပဲလို့အော်ပြီးထွက်သွားတယ်အခုတော့လီလီဟာမျောလင်းချက်ပြောင်းနေပါပြီတစ်ချိန်တည်းမှာပဲအိုင်ဘန်ကဟေဂန်ကိုတရားမဝင်ခွေးတိုက်ပွဲတစ်ခုစီခေါ်သွားတယ်ဝင်ကြီးပေးပြီးဟေဂန်ကိုတိုက်ပွဲခွင်းထဲထည့်လိုက်တယ်ဟေဂန်ရဲ့ပြိုင်ဘက်ကခန္ဓာကိုယ်ကြီးမားတဲ့ရော့ဝိုင်လာခွေးတစ်ကောင်ဒါပေမဲ့ဟေဂန်ကသေးပေမဲ့အရန်ကျန်တယ်သူမြန်မြန်ဆန်ဆန်တိုက်ခိုက်တယ်လေဘင်းကိုအားပြင်းပြင်းနဲ့ကိုက်တယ်နောက်ဆုံးမှာတော့ဟေဂန်နိုင်ရသွားတယ်ပွဲကြည့်နေတဲ့လူတွေအံ့ဩသွားကြတယ်တချို့ကဟေဂန်ကိုဝယ်ကျင်တယ်လို့တောင်းပြောကြတယ်ဒါပေမဲ့အိုင်ဘန်ကမယောင်းဘူးရုတ်တရက်လူတယောက်ကမီးကိုဖျက်လိုက်တယ်နေရာတစ်ခုလုံးချက်ချင်းမှောင်မိုက်သွားတယ်အပြင်မှာရုတ်ရုတ်တဲတဲဖြစ်နေတဲ့အချိန်မှာဟေဂန်လည်းအခွင့်အရေးကိုအသုံးချပြီးလွတ်မြောက်သွားတယ်အခုတော့သူထပ်ပြီးမြို့လန်းတွေပေါ်မှာတယောက်တည်းပြေးနေရပြန်တယ်တစ်ဖက်မှာတော့လီလီကဟေဂန်ကိုမေးဖို့စူးစမ်းနေတယ်သူမပီတာစီသွားပြီးပါတီတစ်ခုကိုခေါ်သွားဖို့ပြောတယ်ပါတီကလူကြီးတွေအတွက်ပဲဖြစ်တဲ့အတွက်ပီတာကလီလီကိုသူ့ girlfriend လိုဟန်ဆောင်ပြီးအထဲခေါ်သွားတယ်ဒါကြောင့်လီလီရဲ့စိတ်ထဲမှာပီတာငါ့ကိုသဘောကျနေမလားဆိုတဲ့မျှော်လင့်ချက်လေးပေါ်လာတယ်ဒါပေမဲ့အထဲရောက်ပြီးနောက်အရာအလုံးပြောင်းလဲသွားတယ်ပီတာကလီလီကိုထားခဲ့ပြီးထရစ်စီနဲ့ပဲတညလုံးအတူရှိနေတယ်လီလီအရန်စိတ်ထိခိုက်သွားတယ်သူမအလွန်အမင်းစိတ်ညစ်ပြီးအရက်တွေစက်တိုက်တောက်လာတယ်နောက်ဆုံးမှာတော့သူမတတိလစ်သွားတယ်မနေ့ရောက်တဲ့အခါလီလီမျက်လုံးဖွင့်လိုက်တော့ရဲခွေးတစ်ကောင်သူမမျက်နှာကိုရှာနဲ့လာလိမ့်နေတယ်သူမရဲစခန်းကိုရောက်နေပြီးလီလီတိတ်တိတ်လေးထိုင်နေတော့ဒန်နီယယ်ရောက်လာတယ်သူရဲ့အရာရှိနဲ့စကားပြောပြီးလီလီကိုအိမ်ပြန်ခေါ်သွားတယ်ကားပေါ်မှာဒန်နီယယ်ကနောက်ဆုံးတော့သူ့အမားကိုသဘောပေါက်လာတယ်သူ့အပြစ်တင်စိတ်နဲ့လီလီကိုတောင်းပန်တယ်ငါမင်းကိုမဆုံးရှုံးချင်ဘူးလို့ပြောတယ်ပြီးတော့အစ်စ်ခွေးတစ်ကောင်ဝယ်ပေးမယ်လို့ပြောတယ်ဒါပေမဲ့လီလီကချက်ချင်းညင်းတယ်ကျမတခြားခွေးမလိုဘူးဟေဂန်ပဲလိုတယ်အိမ်ပြန်ရောက်ပြီးနောက်ဒန်နီယယ်ကပြောင်းလဲဖို့စူးစမ်းတယ်သူအလုပ်ကနေအနားယူပြီးလီလီနဲ့အချိန်ပိုဖြုံးချင်တယ်ဒါပေမဲ့လီလီကမလိုပါဘူးလို့ပြောပြီးအလုပ်ပဲသွားဖို့ပြန်ပြောတယ်ပြီးတော့သူမကဟေဂန်ကိုဆက်မရှာတော့ဘူးလို့ကတိပေးလိုက်တယ်ဒါပေမဲ့သူမတကယ်မမေ့နိုင်သေးဘူးဆိုတာမျက်နှာပေါ်မှာထင်ထင်ရှားရှားပဲတစ်ဖက်မှာတော့ဟေဂန်ဟာအရင်ကလမ်းဘေးခွေးတွေနေခဲ့တဲ့စွန့်ပစ်နေရာကိုပြန်ရောက်လာတယ်အဲ့ဒီမှာအဖြူရောင်ခွေးလေးကိုထပ်တွေ့တယ်ဒီတခါတော့အရာအလုံးနည်းနည်းပိုအေးချမ်းလာတယ်လို့ပဲသူတို့နှစ်ကောင်တူကစားတယ်အတူရှင်တန်ဖို့စူးစမ်းတယ်ဒါပေမဲ့အဲ့ဒီအေးချမ်းမှုကလည်းမကြခဲ့ဘူးတနေ့မှသူတို့ကကမ်းခြေဘက်မှာအစားအစာရှာနေတော့တရိတ်ဆန်ထိန်သိမ်းရေးအလုပ်သမားတွေပြန်ဖမ်းသွားတယ်ဟေဂန်နဲ့အဖြူရောင်ခွေးလေးနှစ်ကောင်လုံးစခန်းကိုခေါ်သွားခံရတယ်စခန်းရောက်တဲ့အခါအလုပ်သမားတယောက်ကဟေဂန်ရဲ့ခြေထောက်တံရကိုတတိထားမိတယ်။ဒါကြောင့်သူ့ကိုတခြားခွေးတွေနဲ့မထားဘဲစေးကူးတာခန်းဘက်ကိုခေါ်သွားတယ်။အဲ့ဒီမှာဟေဂန်ကြောက်စရာကောင်းတဲ့မြင်ကွင်းတစ်ခုကိုမြင်လိုက်ရတယ်။အလုပ်သမားတယောက်ကတေဆုံးနေတဲ့ခွေးတစ်ကောင်ကိုအမိတ်လိုပစ်ထုတ်နေတယ်။အဲ့ဒီအချိန်မှာဟေဂန်ရဲ့စိတ်ထဲမှာအေးဆက်သွားတယ်လို့ဖြစ်သွားတယ်။သူနားလည်သွားတယ်။ဒီနေရာကငါအဆုံးသတ်ဖြစ်နိုင်တယ်။အဲ့ဒီနောက်ဟေဂန်ကိုလှောင်အိမ်တစ်ခုထဲထည့်ထားလိုက်တယ်။ရက်တွေတဖြည်းဖြည်းကုန်သွားတယ်။ဒါပေမဲ့ဟေဂန်ကမစားတော့ဘူး။တခြားခွေးတွေနဲ့လေမပတ်သက်တော့ဘူးသူကရေတောက်ပြီးတိတ်တိတ်လေးပဲနေနေတယ်တနေ့မှာတော့ခွေးမွေးဖို့လူတချို့စခန်းကိုရောက်လာကြတယ်အမျိုးသမီးတယောက်ကဟေဂန်ကိုတတိထားမိပြီးသူ့လှောင်အိမ်သားကိုရှောက်လာတယ်သူမဟေဂန်ကိုနူးနူးညံ့ညံ့ထိဖို့စူးစမ်းတယ်ဒါပေမဲ့အိုင်ဘန်ရဲ့ရက်စက်မှုတွေကြောင့်ဟေဂန်ဟာအရင်လိုမဟုတ်တော့ဘူးသူရုတ်တရက်ကိုက်မလို့လှုပ်လိုက်တယ်ဒီအကြောင်းကြားပြီးနောက်အလုပ်သမားတယောက်ဒေါသထွက်သွားတယ်သူကဟေဂန်ကအန္တရာယ်များလွန်းတယ်လို့ပြောပြီးငွေစာစရင်းတွေကနေဖယ်ထုတ်လိုက်တယ်ပြီးတော့ဟေဂန်ကိုနောက်ခန်းဘက်ခေါ်သွားအားကိုအမိန်ပေးတယ်ဒါပေမဲ့လှောင်အိမ်ပြန်ပိတ်ဖို့လုပ်နေတဲ့အချိန်မှာပဲမထင်မှတ်ထားတဲ့အရာတစ်ခုဖြစ်သွားတယ်ဟေဂန်လွတ်ထွက်သွားတယ်အခုတော့ဟေဂန်ဟာအော်ဟစ်တန်နဲ့ကြမ်းတမ်းနဲ့စိတ်အခြေအနေတွေရောက်နေတယ်အလုပ်သမားကသူ့ကိုငြိမ်အောင်မလုပ်ဘဲပို့ပြီးခြောက်လန့်ဖို့စူးစမ်းတယ်ဒါကသူ့ရဲ့အကြီးဆုံးအမှားဖြစ်သွားတယ်စက္ကန့်ပိုင်းအတွင်းမှာပဲဟေဂန်ကအလုပ်သမားရဲ့လေဘင်းကိုကိုက်လိုက်တယ်လူကမြေပေါ်လဲကျသွားပြီးမလုပ်တော့ဘူးလှောင်အိမ်ထဲကတခြားခွေးတွေကဒီအရာကိုမြင်လိုက်ကြတယ်သူတို့အလောင်းကိုဘေးဖယ်လိုက်ပြီးတဖြည်းဖြည်းလှောင်အိမ်ထဲကနေထွက်လာကြတယ်အခုတော့ဟေဂန်ကခေါင်းဆောင်ဖြစ်နေပြီးခွေးအုပ်ကြီးတအုပ်လုံးလွတ်မြောက်သွားပြီတစ်ချိန်တည်းမှာပဲလီလီကသူမရဲ့အရေးကြီးဂီတပွဲအတွက်ပြင်ဆင်နေတယ်။သူမအဖွဲနဲ့အတူပြားစက်ရုံထဲရောက်နေတယ်။ဒါပေမဲ့အပြင်မှာဘာတွေဖြစ်နေပြီလဲဆိုတာမသိသေးဘူး။အဲ့ဒီအချိန်မှာဟေဂန်ကခွေးအုပ်ကြီးကိုဦးဆောင်ပြီးမြို့ထဲဝင်လာတယ်။လူတွေသူတို့ကိုမြင်တာနဲ့ကြောက်လန့်ကုန်ကြတယ်။အရက်နက်မှာအထိတ်တလန့်ဖြစ်သွားတယ်။ခွေးအုပ်ကြီးဟာလမ်းတွေတလျှောက်အရှိန်နဲ့ပြေးနေပြီးမြို့တစ်မြို့လုံးကမောက်ကထဖြစ်သွားတယ်။နောက်ဆုံးမှာသူတို့ပြားစက်ရုံရှိရာကိုရောက်လာတယ်။လူတွေကခွေးအုပ်ကြီးကိုမြင်တာနဲ့ကြောက်လန့်ပြီးထွက်ပြေးကုန်ကြတယ်။အဲ့ဒီအချိန်မှာလီလီကတခုခုကိုခန်းစားမိလိုက်တယ်။ဒီခွေးတွေဟေဂန်ကြောင့်လာတာသူမချက်ချင်းခရာကိုကောက်ယူပြီးအပြင်ထွက်ဖို့ဆုံးဖြတ်လိုက်တယ်ပီတာကတားတယ်အရန်အနေများတယ်လို့ပြောတယ်ဒါပေမဲ့လီလီရဲ့ဆုံးဖြတ်ချက်ကိုမြင်ပြီးသူလည်းလိုက်လာတယ်လီလီဟာစပိန်နဲ့မျိုးထဲကိုဝင်ပြီးဟေဂန်ကိုရှာနေတဲ့ရုတ်တရက်ခွေးအုပ်တအုပ်ကသူမနောက်ကိုလိုက်လာတယ်လီလီကြောက်သွားပြီးအမြန်နင်းတယ်ဒါပေမဲ့ထိမနိုင်ပဲလဲကျသွားတယ်သူမကိုခွေးတွေဝိုင်းထားပြီးဒါပေမဲ့ထူးဆန်းတာတစ်ခုဖြစ်သွားတယ်ဘယ်ခွေးမှသူမကိုမတိုက်ခိုက်ဘူးအဲ့ဒီအစားသူတို့ကလီလီကိုကြော်ပြီးဆက်ပြေးသွားကြတယ်လီလီချက်ချင်းထားပြီးဟေဂန်ကိုဆက်ရှာတယ်ညနေပိုင်းမှာစားတောက်ဆိုင်ပိုင်ရှင်တစ်ချိန်ကဟေဂန်ကိုဝယ်ခဲ့သူဟာညစာစားနေတယ်ရုတ်တရက်ဟေဂန်သူ့ရှေ့မှာပေါ်လာတယ်သူကဟေဂန်ကိုပြန်ရောင်းဖို့လာတာလို့ထင်ပြီးခေါ်တယ်ဒါပေမဲ့ဟေဂန်ကမလှုပ်ဘူးသူစူးစူးဝါးဝါးစိုက်ကြည့်နေတယ်ပြီးတော့တခြားခွေးတွေအားလုံးပေါ်လာကြတယ်သူတို့အားလုံးဝိုင်းတိုက်ကြတယ်ဒီတခါတော့ဒါဟာလက်စားချေခြင်းပါပဲ
ခဏကြာမှလီလီစားတောက်ဆိုင်ကိုရောက်လာတယ်။ကွဲနေတဲ့မှန်စတွေသွေးတွေပျက်စီးနေတဲ့နေရာတစ်ခုလုံးကိုမြင်လိုက်ရတယ်။အဲ့ဒီအချိန်မှာရဲတွေရောက်လာတဲ့အရာရှိတစ်ယောက်ကမနဲ့ရောက်ရင်ဒီခွေးတွေကိုဖမ်းပြီးတက်ပစ်မယ်လို့ပြောတယ်။လီလီရမ်းစိတ်ပြတ်သွားတယ်။သူမကားထဲဝင်ထိုင်ပေမဲ့အခွင့်အရေးရတဲ့အချိန်မှာထွက်ပြေးသွားတယ်။ဆက်ပြီးခေကန်ကိုရှာနေတဲ့လီလီဟာအသားဆိုင်တစ်ခုကိုရောက်လာတယ်။အထဲဝင်လိုက်တဲ့အခါအသားဆိုင်ရှင်ရဲ့အလောင်းကိုမြင်လိုက်ရတယ်သူမအန်ကျင်လာတယ်။အဲ့ဒီအချိန်မှာဖုန်းညီတန်းကြားလိုက်ရတယ်။အလောင်းရဲ့အိတ်ထဲကဖုန်းထားပေမဲ့လီလီမကင်ဘူး။အဲ့ဒီအစားသူမအဖေဒန်နီယယ်စီဖုန်းခေါ်လိုက်တယ်။မနဲ့ရောက်ရင်ရဲတွေခွေးအားလုံးကိုတတ်တော့မယ်ဟေကန်ကိုအရင်ရှာရမယ်လို့ပြောတယ်။ဒန်နီယယ်စိုးရိမ်သွားပြီးမင်းမယ်မလဲလို့မေးတယ်။ဒါပေမဲ့လီလီမဖြေဘူးဖုန်းချပြီးထွက်သွားတယ်။ရုတ်တရက်ဟောင်းတန်းတေးသေးလေးတစ်ခုကြားလိုက်ရတယ်။လီလီကအတန်းနှောင်းလိုက်သွားတဲ့အခါအဖြူရောင်ခွေးလေးကိုပြန်တွေးလိုက်ရတယ်။တစ်ဖက်မှာတော့ဟေကင်နဲ့သူ့ခွေးအုပ်ကြီးဟာမျိုးတွေကိုဆက်ပြီးပြေးလွှားနေကြတယ်။သူတို့ဟာလမ်းတစ်ခုအတွင်းဝင်သွားတဲ့အချိန်မှာရဲကားတွေကလမ်းကိုပိတ်ထားတာကိုတွေးလိုက်ရတယ်။ရဲတွေကချက်ချင်းပစ်ခတ်လာကြတယ်။ခွေးအုပ်ကြီးကကြောက်လန့်သွားပေမဲ့ရှေ့ကိုပဲဆက်ပြေးနေကြတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာဟေကင်ကတခုခုကိုနားလည်သွားတယ်။ဒီလိုသာဆက်သွားရင်အားလုံးတေကုန်မယ်။ဒါကြောင့်ဟေကင်ကဆုံးဖြတ်ချက်တစ်ခုချလိုက်တယ်။သူနောက်ပြန်လှည့်ပြီးခွေးအုပ်ကြီးကိုတခြားလမ်းဘက်ကိုဦးဆောင်သွားတယ်။တစ်ချိန်တည်းမှာအိုင်ဘန်ကသူ့အိမ်မှာရုပ်မြင်သံကြားကြည့်နေတယ်။သတင်းထဲမှာခွေးအုပ်ကြီးအကြောင်းပြနေတယ်။ဒါပေမဲ့သူ့စီပါလာမလဲဆိုတာကိုတော့အိုင်ဘန်လုံးဝမသိသေးဘူး။သူမီးဖိုခန်းထဲဝင်သွားတဲ့အချိန်မှာတော့ခွေးတွေကသူ့ကိုတိတ်တိတ်လေးဝိုင်းထားပြီးသားဖြစ်နေပြီးအမှောင်ထဲကနေတကောင်ပြီးတကောင်ပေါ်လာကြတယ်။အိုင်ဘန်ကြောက်သွားပြီးဓာတ်သေးတစ်ချောင်းထုတ်လိုက်ပေမဲ့အချိန်မီမဟုတ်တော့ဘူး။ခွေးအုပ်ကြီးကတပြိုင်နက်တည်းဝင်တိုက်လိုက်ကြတယ်။ဒီတစ်ခါတော့အိုင်ဘန်အတွက်လွတ်လန်းမရှိတော့ဘူး။တစ်ဖက်မှာအဖြူရောင်ခွေးလေးကလီလီကိုလမ်းတစ်လျှောက်ဦးဆောင်ခေါ်သွားနေတယ်။သူမဟာဟေကင်နာကိုတဖြည်းဖြည်းပိုနီးလာနေတယ်ဒါပေမဲ့ရုတ်တရက်တရိတ်ဆန်ထိန်ထိန်ရေကားတစ်စီးနဲ့တိုးမိသွားတယ်လီလီကခွေးလေးကိုပုံခိုင်းပေမဲ့ခွေးလေးကနားမလဲဘူးအဲ့ဒီအချိန်မှာအလုသမားတစ်ယောက်ကတနက်ထုတ်ပြီးပစ်လိုက်တယ်အဖြူရောင်ခွေးလေးမြေပေါ်ကျသွားတယ်လီလီကဘာမှမလုပ်နိုင်ပဲရဲကြည့်နေခဲ့ရတယ်သူမရဲ့နှလုံးသားထပ်ပြီးကွဲသွားပြန်နေတာပေမဲ့သူမရက်မနေနိုင်ဘူးဟေကင်ကိုဆက်ရှာဖို့သွားတယ်နောက်ပိုင်းမှာလီလီဟာသူ့အဖေဒန်နီယယ်ရှိမယ်ထင်တဲ့အသားဆက်ယုံကိုရောက်သွားတယ်အဲ့ဒီမှာဒန်နီယယ်ကလီလီကိုမြင်ပြီးစိတ်သက်သာသွားတယ်ဒါပေမဲ့သူပြအော်နေတဲ့အချိန်မှာပဲဟေကင်နဲ့ခွေးအုပ်ကြီးရောက်လာတယ်။အချိန်ကြီးကအန်ရယ်ကြီးလာတယ်။အပြင်မှာလီလီကဟေကင်နဲ့မျက်နှာချင်းဆိုင်တွေ့လိုက်ရတယ်။ဒါပေမဲ့ဟေကင်ကသူမကိုမမှတ်မိတော့ဘူး။သူဟောင်ပြီးအနားလာတယ်။ခွေးအုပ်ကြီးလည်းဝိုင်းလာတယ်။လီလီကကြောက်နေပေမဲ့ဟေကင်ကိုငြိမ်အောင်စကားပြောဖို့ကြိုးစားတယ်။အဲ့ဒီအချိန်မှာဒန်နီယယ်ကမီးလောင်ဆက်တစ်ခုနဲ့ထွက်လာပြီးခွေးတွေကိုခြောက်လန့်ဖို့ကြိုးစားတယ်။ဒါပေမဲ့အချိန်ကြီးကပိုဆိုးသွားတယ်။နောက်ဆုံးမှာလီလီကသူ့တူရိယာကိုယူပြီးစတင်မှုတ်လိုက်တယ်။တန်စင်တွေကတိတ်ဆိတ်တဲ့ညာထဲမှာပဲတင်ထက်သွားတယ်။ဟေကင်ချက်ချင်းပဲငြိမ်သွားတယ်။တဖြည်းဖြည်းသူ့အတိတ်တွေပြန်ပေါ်လာတယ်။လီလီနဲ့အတူရှိခဲ့တဲ့အချိန်တွေချစ်ချင်းတွေတယောစင်တွေသူ့ဒေါသတွေတဖြည်းဖြည်းပျောက်သွားတယ်။နောက်ဆုံးမှာဟေကင်ကလီလီရှိမှလဲအိတ်သွားတယ်။တခြားခွေးတွေပါတကောင်ပြီးတကောင်လိုက်လဲအိတ်ကြတယ်။လီလီလဲတူရိယာမှုတ်တာရက်ပြီးသူတို့နားမှာလဲအိတ်လိုက်တယ်။ကြောက်စိတ်မရှိတော့ဘူး။ဒေါသမရှိတော့ဘူး။တိတ်ဆိတ်မှုနဲ့ယုံကြည်မှုသာကျန်ခဲ့တယ်။အဲ့ဒီအချိန်မှာဒန်နီယယ်ကလည်းနောက်ဆုံးတော့မှန်တရားကိုနားလည်သွားတယ်။သူလဲသူ့သမီးနားမှာဝင်လဲအိတ်လိုက်တယ်။အဲ့ဒီနေ့ကစပြီးအရာအလုံးတိတ်ဆိတ်သွားခဲ့တယ်။အကြမ်းဖက်မှုမဟုတ်ပဲ။နားလည်မှုနဲ့အဆုံးသတ်သွားခဲ့တယ်ဒီလိုနဲ့ပဲ။ White Card စကားဟာတိတ်ဆိတ်ပြီးဝမ်းနည်းစရာကောင်းတဲ့အနေနဲ့အဆုံးသတ်သွားခဲ့ပါတယ်။ဒါဆို White Card စကားကိုမင်းဘယ်လိုထင်လဲ။ကြိုက်တယ်ဆိုရင် like subscribe လုပ်ဖို့မမေ့နဲ့နော်